ကဲဘောရအောင်မင်္ဂလာပါဒီနေ့ကျွန်တော်တို့ပွဲစဉ်မှာမန်ယူပွဲစဉ်လည်းရှိတယ်အီလီစီစပိန်နာကတပွဲရှိတယ်ဆိုတော့ဒီရက်မှာကျွန်တော်ကြိုက်ပွဲစဉ်နဲ့သုံးသပ်ပေးမယ်မနေ့ကကျွန်တော်ရွေးချယ်မှုလေးမတင်မိလိုက်ပါဗျာနော်ကဲဒါဆိုရင်ဒီနေ့မှာမန်ယူကကျွန်တော်နောက်ဆုံးမှကျွန်တော်သုံးသပ်ပေးမယ်လက်ရှိမန်ယူပေးတဲ့ကြေးရလဲ online မှာတစ်လုံးပြား30နိုင်ကြေးကိုပေါင်းကြေးရကျွန်တော်3လုံး30နိုင်ကြေးလောက်ဖောက်နေရဆိုတော့ body လဲတစ်လုံးရှူကိုပြားနိုင်တဲ့ကြေးမျိုးဖြစ်နေကိုပေါင်းလဲကိုပေါင်းကြည့်မယ်ဆိုရင်လည်းမန်ယူဒီလိုတစ်လုံး30နိုင်ကြလောက်ကြေးပေးပြီးတော့ဂိုးပြတ်တဲ့အနေအထားမျိုးတော့ကျွန်တော်မမြင်နိုင်ဘူးဗျာနော်ဒါကြောင့်မို့ဥပနာဘက်ကိုပါမျှော်လင့်လို့ရတယ်ကဲဒါကတော့မန်ယူပွဲစဉ်ကကျွန်တော်နောက်ဆုံးမှသုံးသပ်ပေးမယ်လက်ရှိကျွန်တော်တခြားအီလီစီတွေပွဲစပိန်လာလီဂါပွဲဒီပွဲစဉ်တွေပွဲကျွန်တော်စပြီးတော့ပြန်သုံးသပ်ပေးမယ်လက်ရှိမှာစပိန်လာလီဂါပွဲစဉ်စသုံးသပ်မယ်အိုဆာဆူနာလက်ရှိပေးတဲ့ကြေးဒီအိုဆာဆူနာလက်ရှိပေးတဲ့ကြေးတစ်လုံး60နိုင်ကြေးကိုပေါင်းချင်းနှလုံးပြည့်ရှုံးကြေးဆိုတော့စပိန်ကပွဲစဉ်တွေကဒီလိုချင်းမျိုးပေးရင်ကောင်းလာလို့မေးမယ်ဆိုလို့ရှိရင်ကိုပေါင်းကြီးကတော့စပိန်လာဒီကဒီလိုပွဲစဉ်တော်တော်များများကဟိုဖောက်တဲ့ကြီးတော်တော်များများကဟိုအနေထားကြည့်မယ်ဆိုနှလုံး50ရှုံးလောက်ပဲဖောက်တာများတယ်ဒီနေ့ပွဲစဉ်ကနှလုံးပြည့်ရှုံးကြီးဆိုတော့ဘော်ဒီကြီးမှာအိုဆာဆူနာတစ်လုံး50နိုင်ကြီးဖောက်တယ်ဆိုတော့ကျင်းနဲ့ရကြည့်မယ်ဆိုရင်ဘော်ဒီကြီးတန်လောက်လားဘော်ဒီကြီးတန်မယ်ဆိုလို့ချင်းကိုပေါင်းပေါ်နိုင်လောက်လားအဲ့ဒါပဲကျွန်တော်ကြည့်ရမယ်ဘာလို့လဲဆိုတော့လီဘန်နဲ့နေလည်းဒီမှာဂိုးပြန်ရနေရရှိနေတာဘော်ဒီကြီးမှာတော့တစ်လုံး50နိုင်ကြီးပြည့်ဒီပွဲစဉ်ကသွားရင်အလွန်ဆုံး2စီးတစ်ပေါက်တော့သွားမယ်အနေထားမျိုးဘော်ဒီကြီးမှန်ခဲ့မယ်ဆိုရင်ပြောတာဒါပေမဲ့ဒီမနေ့ကပွဲစဉ်တော့မနေ့ကစပိန်လာလီဂါပွဲစဉ်မှာဆိုရင်မနေ့ကလည်းဘရာဇာတို့အမြင်ပဲမနေ့ကဆိုလို့ရှိရင်ဒီဂျေးတွေကြတယ်เนาะဒီရမတ်ဆိုလည်းတိုင်းပဲမနေ့ကဇီးတူရလဲမနေ့အင်္ဂွန်းမှာဇွန်အောက်ကြအနေထားမျိုးဖြစ်တယ်နောက်ပြီးတော့အစပန်ညိုဆိုလည်းဒီတိုင်းပဲဘယ်လိုပြောမလဲဆိုလို့ရှိရင် body အင်္ဂွန်းလောက်ပဲနိုင်တယ်အနီကတွေနှစ်သင်းတစ်ဖက်လုံးထိပြီးကိုပေါင်းအောက်ခရဆိုတော့ဒီနေ့ဆက်လက်ပြီးတော့ကိုအောက်သွားနိုင်မလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဒီစပိန်ကလက်ရှိစနေတနင်္ဂနွေမှာစပိန်လာလီဂါပေးတဲ့ပွဲစဉ်ဆိုရင်ဘာစီလောက်ပဲဇုံမပေးတာများတယ်ဘာစီတို့အရှိဆိုရင်မနေ့ကဂျူရာလိုသင်းမျိုးကိုဇုံမပေးတဲ့အနေထားမျိုးဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ဟိုကျင်းတဲ့ရကြည့်မယ်ဆိုလို့ချင်းလက်ရှိအနေထားကလည်း body ကြီးအမှန်ယူရမလားကိုပေါင်းကြီးအမှန်ယူမလားအဲ့ဒါပဲစဉ်းစားရမယ်ကဲဒါဆိုရင်ကျွန်တော်ပွဲစဉ်ရဲ့အနေထားတစ်ချက်လောက်ကြည့်မယ်အိုဆာဆူနာလက်ရှိပေးတဲ့ကြီးတစ်လုံး50နိုင်ကြီးဆိုတော့လက်ရှိလောလောဆယ်မှာအိုဆာဆူနာကစပင်နာလီဂါမှာနိုင်ပွဲရှိတာလို့မေးမယ်ဆိုရင်နိုင်ပွဲလုံးလုံးပြောင်းနေတယ်နောက်ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်နောက်ဆုံးမာရိုကန်ကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲအိုဆာဆူနာတူရရလဲမလားအဝေးကွင်းကနေသူတည်ကြတာပဲရှိရဆိုတော့ဒီရရင်ကစားတဲ့ပွဲစဉ်မှာလည်းရှုံးပွဲတွေဆက်နေတယ်နှစ်ပွဲသုံးပွဲလောက်ဆက်နေရဆိုတော့တကယ်တမ်းကျင်းရရကြည့်မယ်ဆိုလက်ရှိပေးတဲ့ဈေးတန်းကဟိုဈေးတန်းရကြည့်မယ်ဆိုတစ်လုံး50နိုင်ကြီးစင်ဘော်ဒီကြီးကတော့မကောင်းဘူးကောင်းတယ်ရက်လက်သူကောင်းတာလည်းတိတ်ပြီးတော့ရှိတာမဟုတ်ဘူးဒါပေမဲ့လီဘန်တရလက်ရှိမှာဟုတ်တန်းစင်းဆုံးမှာစပိန်လာလီဂါအဆင့်20မှာသူ့အောင်မှာဘာမှမရှိတော့သူကအောက်ဆုံးပဲလက်ရှိမှာ9မှတ်ပိုင်စနာရဆိုတော့တကယ်တမ်းရပြောမယ်ဆိုရင်အိုဆာဆူနာအနေနဲ့ဟိုတကယ်တမ်းရက်လက်ပိုင်းရကြည့်မယ်ဆိုရင်တော့တိတ်ကောင်းတာတော့မရှိဘူး brother တို့လီဘန်နဲ့ဆိုတာလည်းဒီနေ့မှတန်တက်လာတဲ့အသင်းဖြစ်ပေမဲ့လည်းလက်ရှိလောဆယ်မှာတော့တန်းစင်းဆုံးမှာကျင်လည်ရတဲ့အသင်းဖြစ်ပေမဲ့လည်းနောက်တစ်ခုပြောချင်တာကဟိုအိုဆာဆူနာအသင်းမျိုးကိုလက်ရှိပေးတဲ့ဈေးတန်းရကြည့်မယ်ဆိုရင်ဂိုးပြန်ရနိုင်ရှိလောက်လာပဲကျွန်တော်စဉ်းစားရမယ်နောက်ပြီးတော့စပိန်လာလီဂါမှာဆိုရင်လက်ရှိနောက်ဆုံးသားတဲ့ပွဲစဉ်ဒီ၄ပွဲလောက်မှာဆိုလို့ချင်းလည်းပွဲစဉ်အကုန်လုံးရှုံးခဲ့တယ် brother တို့နော်မာနကလို့တပွဲတော့ဝန်းလို့ရလိမ့်မယ်နဲ့တေးကြပြီဒီရက်နောက်ပိုင်းကစားတဲ့ပွဲစဉ်၄ပွဲလုံးရှုံးတယ်ဆိုတော့ကျွန်တော်ထင်ပြောမယ်ဆိုရင်မနေ့ကဟိုပေးတဲ့ဈေးတန်းတွေရကြည့်မယ်ဆိုမနေ့ကနိုင်တဲ့တဲ့နိုင်သွားတယ်ရှုံးတဲ့တဲ့နဲ့အထက်ကြီးလည်းရှုံးတဲ့အနေထားမျိုးစပိန်လာကပွဲစဉ်တွေရှုံးသွားတယ်ဆိုတော့ဒီနေ့အနေထားမျိုးကလက်ရှိပေးတဲ့အိုဆာဆူနာတစ်လုံးပြား60နိုင်ကြီးကဂိုးပေါင်းချင်းနှလုံးပြည့်ရှုံးတယ်ရှင်ကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်ကဟိုတကယ်တမ်းဘော်ဒီကြီးလောက်ပဲတင်းတင်းလောက်ပဲအောင်မယ်ဆိုတော့ဂိုးပေါင်းချင်းနှလုံးပြည့်ရှုံးကြီးမဖောက်တယ်မှုကျွန်တော်ယူဆတယ်ဒီနေ့မှာလီဘန်နဲ့ဘက်ကဂိုးပြန်ရနိုင်ရရှိတယ်ဒါပေမဲ့အိုဆာဆူနာဒီနေ့မှာဂိုးရမယ်ဆိုရင်2-1တစ်ပေါက်သွားနိုင်ရရှိလားအဲ့ဒါပဲကျွန်တော်စဉ်းစားရမယ်လီဘန်နဲ့လက်ရှိကစားတဲ့ပွဲစဉ်နောက်ဆုံး2ပွဲစတိုက်မှာသူ့အနေနဲ့1-0တို့0-2တို့ရလိုက်မျိုးနဲ့သူရှုံးနေတာဆိုတော့ဒီနေ့ဂိုးပေါင်းချင်းနှလုံးပြည့်ရှုံးကြီးကကျွန်တော်ဂိုးပေါင်းအောက်ကြီးများဆွဲခေါ်နေလားဘုကူဒီဘာလို့လဲဆိုတော့ဘော်ဒီမှာအိုဆာဆူနာနိုင်ကြီးတော့ပေးနေတယ်တော့လုံးလုံး2စီးတစ်ပေါက်သွားမယ်ဒီဆောင်ပေးနေဆိုတော့လီဘန်နဲ့ကိုရမယ်ဆိုရင်ဒီနေ့ပွဲစဉ်ကဂိုးပေါ်ကိုများတယ်ဒါကြောင့်မို့စပိန်လာလီဂါပွဲစဉ်တော်တော်များများလဲဘရာဇာတွားကြည့်လိုက်တကယ်အသင်းကြီးတော်တော်များများပဲ3လုံးမိုင်းနာ3လုံးပလက်ဖောက်တာများတယ်လက်ရှိကျွန်တော်သုံးသပ်ပေးတဲ့ဒီလီဘန်တေးတို့ဆောင်းနာတို့ဒီလိုအသင်းတွေကရှေ့မှာကစားရတဲ့ပွဲစဉ်တွေအများကြီးရှိတယ်ဘရာဇာတို့ကိုပေါင်းကြီးဖောက်ရင်နှလုံးတည်ကြီးနှလုံးပြည့်ရှုံးကြီး sorry နှလုံး50ရှုံးကြီးတချို့ပွဲစဉ်တွေဆိုရင်ရှိတယ်ဘရာဇာတို့နော်ဒီဘယ်လိုပြောမလဲဆိုရင်ဒီယာစီထဲမှာပဲရှိရနော်နှလုံး50နိုင်ကြီးတစ်လုံးပြည့်ရှုံးကြီးလို့ဖောက်တဲ့အသင်းတော့ရှိခဲ့ဘူးပါတယ်ဗျဒါလက်ရှိကျွန်တော်သုံးသပ်ပေးတဲ့ပွဲစဉ်တွေဖောက်တဲ့အနေအထားမျိုးကျွန်တော်ပြောပြပေးကြနော်ဒီနေ့မှာနှလုံးပြည့်ရှုံးကြီးဖောက်တဲ့အနေအထားတကယ်တမ်းကြည့်မယ်ဆိုရင်လီဘန်နဲ့ဘက်ကလည်းဂိုးပြန်ရနိုင်ရရှိတယ်ဒီပွဲစဉ်က2-1တစ်ပေါက်သွားနိုင်မလားဖြစ်နိုင်စီများတာပြောမနေ့ကလည်းစုံပေါ်တွေပေးရတယ်နဲတယ် brother တို့နော်စပိန်လာလီဂါပွဲစဉ်နှစ်ပွဲရှိတာအစပန်ညိုလောက်ပဲကြေးလေးမစုံမဖို့ဖောက်ပြီး1-0နိုင်ဆိုကတ်နိုင်သွားပဲရှိတယ်ရေးရဆိုရင်လည်းဇောအောင်ကျသွားတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကတကယ်တော့သွားမယ်ဆိုရင်2-1တစ်ပေါက်လည်းသွားရင်တော့သွားနိုင်တယ်ဘော်ဒီတက်ဆိုင်ကိုပေါင်းပို့ပြီးကောင်းလာမှထင်တယ်ဘာလို့လဲဆိုတော့အိုဆာဆူနာလက်ရှိပေးတဲ့တစ်လုံး60နိုင်ကြီး50နိုင်ကြီးကဈေးတန်းရကြည့်မယ်ဆိုရင်တော်တော်လေးတန်တယ်ကစားမယ်ဆိုရင်ကစားပြောတယ်သူလက်ရှိပေးတဲ့အစင်စရာဘာမှကွာတာမဟုတ်လီဘန်တေးနဲ့တကယ်တမ်းကျွန်တော်ကတော့လီဘန်တေးဂိုးရတော့တွက်တယ်2-1တစ်ပေါက်တော့မှန်းတယ်ဂိုးပေါ်ပို့စိတ်ချမယ်လို့ထင်ပါတယ်ဗျာနော်အကြိုက်ဒီမှာဆိုရင်ဒီပွဲစဉ်လေးဂိုးပေါ်ပဲကြိုက်ပါတယ်ဗျာအိုဆာဆူနာဂိုးပေါ်နော်
ကဲဒါဆိုနောက်တစ်ပွဲကတိုရီနိုနဲ့ AC မီလန်ပွဲစဉ်လက်ရှိမှာအီလီဆေးမှာဆိုလို့ရှိရင် AC မီလန်ပေးတဲ့ကြေးတစ်လုံး50နိုင်ကြေးဝေးခွင့်ကြေးပေးတယ်ကိုပေါင်းချင်းတစ်လုံးပြား50ရှုံးကြေးတဲ့စနကျွန်တော်ပြောသလိုပဲเนาะ E3A တို့စပိန်လာလီဂါတို့ဒီပွဲစဉ်တော်တော်များများကဒီလောက်ပဲဖောက်တာများတယ်ကိုပေါင်းကြေးနှလုံး50ရှုံးနှလုံးပြောမယ်ဆိုလို့ရှိရင်50နိုင်ဒီလိုမျိုးတွေလည်းပတ်နေဒါပေမဲ့ E3A ပွဲစဉ်တော်တော်များများတော့နှလုံး50ရှုံးလောက်အနည်းဆုံးဖောက်တာများတယ်နှလုံးတည်ကြေးဆိုတော့တော်တော်လေးရှားပါတယ်ဗျစပိန်လာလီဂါပွဲစဉ်လောက်ပဲကိုပေါင်းကြေးတော်တော်လေးရှူတာတွေပဲရှိတယ်ဒါဆိုရင်လက်ရှိမှာ AC မီလန်ပေးတဲ့တစ်လုံး50နိုင်ကြေးကိုပေါင်းချင်းနှလုံးပြားဒီ60ရှုံးကြလောက်နဲ့ပြန်ရှင်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိမှာ AC မီလန်ဝင်းကွင်းကနေဘော်လီနိုင်ကြီးတင်းလောက်ပဲဖောက်တယ်လို့ယူဆတယ်ကိုပေါင်းချင်းနှလုံးပြား60ရှုံးကြလောက်ကတူနီဘက်က9ရမယ်ဆိုရင်1-1တစ်ပေါက်သွားမယ်အနေထားမျိုးဒါဆိုရင်လက်ရှိအစဉ်စရာလက်ရှိလောလောဆယ်ကဘရာဇာယာတီဝက်ကိုရောက်ခံယာတီဝက်ပဲပြောပါတော့ဗျာလက်ရှိမှာ15ဘက်လောက်ဖြစ်နေဆိုယာတီဝက်ကပြောမှဆိုရင်ယာတီဝက်ရောက်တဲ့အနေထားမျိုးဖြစ်နေပြီဒါပေမဲ့တခုရှိတာက AC မီလန်လက်ရှိပေးတဲ့ကြီးเนาะလက်ရှိမှာအဆင့်3မှာရောက်ရှိနေတယ်ဟိုတိုရီနိုဆိုအဆင့်73မှာဂျားထဲမှာ10တင်းလောက်กว่าတယ်ဒါကလည်းဟိုရလက်ပိုင်ရကြည့်မယ်ဆိုရင်ဘရာဇာစဉ်းစားကြည့်ဒီအစင်စရာဆိုတာကစားရတဲ့ပွဲစဉ်တိုင်းပေါ်မူတည်ပြီးတော့ရမှတ်ပေါင်းပြီးတော့အစင်စရာကွာရှားသွားတဲ့အနေအထားမျိုးဆိုတော့လက်ရှိအနေအထားကြည့်မယ်ဆိုရင် AC မီလန်ပေးတဲ့ကြီးတစ်လုံး50နိုင်ကြီးကထိုးစားတွေအကြိုက်ဘလို့ပဲကျွန်တော်ယူဆတယ်ဒါပေမဲ့တစ်လုံး50နိုင်ကြီးဆိုဘော်လီကြီးတင်းလောက်ပဲဖြစ်တဲ့အနေအထားမျိုးကျွန်တော်အနေနဲ့ပြောမှဆိုရင်အစင်စရာရပဲဟိုဈေးတန်းရဖောက်တဲ့အနေအထားမျိုးဘူကီတွေအကြိုက်ထိုးစားတွေအကြိုက်ပဲဈေးတန်းတက်ထားတဲ့အနေအထားမျိုးပဲကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ဟိုတချို့ပွဲစဉ်တွေရှိတယ်ဘရာဇာတို့ဘော်လီနိုင်ကြီးမှာဆိုရင်တကယ်အသင်းကြီးဆိုရင်လို့ရှိရင်အသင်းကြီးဟိုပမာဏပါမနေ့ကဆိုရင်ဘရာဇာစဉ်းစားကြည့်ဘရိုက်တန်နဲ့ဒီဘရိုက်တန်နဲ့မနေ့က100ဆိုစဉ်းစားကြည့်เนาะဒီဘရိုက်တန်ဆိုရင်တစ်လုံးသေးကြီးလောက်ပေးတယ်ကိုပေါင်းကြီးက3လုံး30နိုင်ကြီးလောက်ပေးတယ်ဒါဆိုရင်ဘရိုက်တန်တစ်လုံးသေးကြီးဖောက်ပြီးတော့ကိုတော့မပြတ်နိုင်ဘူးမနေ့က100မနေ့ကဆိုရင်9ရရှိပြီး1-1လို့ရလိုက်မှတေးကြသွားတယ်ဒါကြောင့်မို့ကိုပေါင်းကြီးတော်တော်ကြီးခွာနေရဆိုရင်ကျွန်တော်စဉ်းစားတယ်ပြိုင်မဲ့အသင်းရဲ့ကိုလည်းမျှော်လင့်လို့ရတဲ့အနေအထားမျိုးဒီနေ့အနေအထားမျိုးကAC မီလန်ပေးတဲ့ကြေးတစ်လုံးအဝေးကွင်း50နိုင်ကြေးကတကယ်တမ်းကြည့်မယ်ဆိုရင်အစင်စရာလက်ရှိအစင်စရာရသူပိုင်နေတာတဲ့ရလက်ပိုင်းရလောက်ပဲကျွန်တော်အနေနဲ့ဈေးတန်းရကြေးပြည့်လို့ပဲကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့နိုင်ကြေးဖြစ်နေလောက်မျိုးဆိုရင်တိတ်တော့ကျွန်တော်မကြိုက်ဘူးဘာလို့လဲဆိုတော့ AC မီလန်လက်ရှိကစားတဲ့ပွဲစဉ်မှာဆိုရင်သူတို့ဒီအီတလီကပ်မှာပဲပြောဖလားဒီပွဲစဉ်လောက်မှာပဲပြောမှဆိုရင် AC မီလန်ဟိုလာဇီယို1စီးနဲ့ရှုံးနေတာပဲရှိရဒီရဲ့ရင်ဒီကျွန်တော်တို့ဒီအီလီစီးရီမှာဆိုရင်ကစားတဲ့ပွဲစဉ်တိုင်းမှာဆိုသူ့အနေနဲ့အိမ်ငွေဖြစ်ပါစေအဝေးငွေဖြစ်စေသူ1စီး0 1စီး1အဲ့လို0အဲ့လိုပဲကတ်နိုင်တဲ့အနေနဲ့ရလက်ပိုင်းကကြည့်မယ်ဆိုတော်တော်လေးကောင်းတယ်အီလီစီးရီမှာဆိုလို့ရှိရင်တိုရီနိုကြည့်မယ်ဆိုတိုရီနိုအဲ့လိုမဟုတ်ဘူးဘရာဇာတို့အစင်စရာကြည့်မယ်ဆိုရင်အစင်စရာအများကြီးกว่า10တင်းလောက်กว่าတယ်ရလက်ပိုင်းကကြည့်မယ်ဆိုရင်လက်ရှိလောလောဆယ်မှာတိုရီနိုနောက်ဆုံး3ပွဲကစားတာ3ဘလုံးရလက်တွေပျောက်နေရဆိုတော့တကယ်တမ်းဈေးပေးတင်တာဒီနေ့မှာ AC မီလန်တစ်လုံးတည်ကြီးတင်းပေးလို့ရတယ်ဘာလို့ဆိုတော့ AC မီလန်လက်ရှိကစားတဲ့အီလီစီးရီမှာကစားတဲ့ပွဲစဉ်တိုင်းမှာဆိုနောက်ဆုံး2ပွဲစတိုက်သူ့အနေနဲ့အဝူးကင်းဖြစ်စေအိမ်ကင်းဖြစ်စေ0-1 1-0 1-1ဒါပေမဲ့သူနိုင်ခဲ့တယ်နိုင်ခဲ့တာဆိုတော့လောလောဆယ်မှာတိုရီနိုရလက်ပိုင်ရကြည့်မယ်ဆိုကိုမို1 final ရှုံးလို့လက်ရှိကိုအဝေးကင်းနဲ့2-1နဲ့ရှုံးတယ်ဆိုတော့အနေနဲ့များတိုရီနိုဂိုးပေးရနိုင်ရင်ရှိတယ်ဒါပေမဲ့ဒီနေ့ AC မီလန်ပေးတဲ့ကြတစ်လုံးရှုမှပြား90နိုင်ရင်တင်းလောက်ပဲပေးတဲ့အနေအထားမျိုးဖြစ်နေတယ်ဘော်လီနိုင်ကြီးတောင်တိတ်ပြီးတော့မဟုတ်ထိုးစားတဲ့အကြိုက်လောက်ပဲပူကီတွေပြား90လောက်ရင်းပြီးတော့အထက်ကြီးရှပေးတဲ့သဘောမျိုးပဲကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ဒီပွဲစဉ်ကရလက်လောက်စိုးဝါနေတဲ့တိုရီလိုအသင်းမျိုးကိုတစ်လုံးပလက်ဖောက်တဲ့ AC မီလန်အနေအထားမျိုးပြန်ကြည့်မယ်ဆိုရင်ကြေးရကြည့်မယ်တိတ်မကြိုက်ပါဘူးဗျာဒါဆိုကြိုက်တယ်မယ်ဆိုရင်ဒီပွဲစဉ်လည်း AC မီလန်ကစားတယ်ဆိုရင်တော့မနဲ့နိုင်ကြီးလောက်ပဲတင်းဖောက်ထားတဲ့အတွက်ကြောင့်ကိုပေါက်အောင်ပဲကျွန်တော်အကြံပြုချင်တယ်ဘာလို့လဲဆိုတော့ AC မီလန်တစ်လုံး50နိုင်ကြီးဖောက်ပြီးတော့တိုရီလိုအသင်းမျိုးကိုဂိုးမပြတ်နိုင်ပါဘူးဗျာနော်လောလောဆယ်မှာတိုရီနိုကလည်းကစားတဲ့ပွဲစဉ်တိုင်းမှာဆိုရင်အနိုင်ရလက်ပြောင်းနေတယ် AC မီလန်တကယ်လို့အသင်းမျိုးကိုပြန်ပြီးတော့ဂိုးရှူးနိုင်ခဲ့မယ်ဆိုရင်တော့မနဲ့အလုံးစုံဒီပွဲစဉ်1-1တစ်ပေါက်သွားမယ်အနေထားမျိုး1-1သွားမယ်ဆိုရင်တော့ဘော်ဒီကြီးကြပြီးဂိုးပေါင်းကြီးလဲပြား90လောက်ပဲအောက်ကြေးရမယ်အနေထားမျိုးဆိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ဖို့များပါတယ်ဗျာနော်ဘာလို့လဲဆိုတော့တခြားဒီအီလီဆေးမှာတခြားပွဲစဉ်လည်းရှိသေးတယ်တခြားပွဲစဉ်တွေကတော့ပြောလို့တော့မရဘူးလားဆိုတော့ဦးဒီနီတို့ဒီပြောမယ်ဆိုလို့ရှိရင်ပါမာဒီလိုပွဲစဉ်လည်းရှိသေးရဆိုတော့ဒီလိုပွဲစဉ်တွေကဒီပြိုင်ပတ်သေးနဲ့အရှင်းပြောမယ်ဆိုလို့ရှိရင်ပကုံးချင်းရှင်လို့ရတဲ့အတင်းဆိုတော့ကိုပြောလို့မရအောင်အထက်ကြီးဆုံးပေါ်ပေးရင်တော့ပေးသွားနိုင်ပါဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီဟိုပါပေါ့AC မီလန်ပွဲစဉ်ကကျွန်တော် goal out ကြိုက်ပါတယ်ဗျာနော်ဘရာဇာကိုကြိုက်တယ်မယ်ဆိုရင်ကျွန်တော် goal out ပဲကျွန်တော်ကစားစစ်ခြင်းပါတယ်ဗျာကဲဒါဆိုရင်ကျွန်တော်နောက်ဆုံးပွဲစဉ်မန်ချက်စတာယူနိုက်တက်ပွဲစဉ်မန်ယူကတော့ဘရာဇာတို့အစောနာကျွန်တော်ပြောသလိုပဲဘော်ဝီနာကိုမောင်ကြီးကတော်တော်လေးစကားပြောနေတယ်မန်ယူလို့ရှိပြီးတဲ့ကြတစ်လုံးဆန္ဒကျွန်တော်ပြောသလိုပဲတစ်လုံး30နိုင်ကြီးကိုပေါင်းကြီးက3လုံး30နိုင်ကြီးဖြစ်နေတယ်ဆိုတော့လက်ရှိဟိုပေးတဲ့ဈေးတန်းကဘယ်လိုပြောမလဲဆိုရင်မန်ယူလက်ရှိတစ်လုံး30နိုင်ကြီးပေးတာကတကယ်တမ်းဟိုဈေးတန်းရကြည့်မယ်ဆိုရင်အဝေးကွင်းရတော့အဝေးကွင်းရပဲဒါပေမဲ့ပေးတဲ့ဈေးတန်းကကျွန်တော်သိမကြိုက်ဘူးဘာလို့မကြိုက်ဘူးလဲပြောမယ်ဆိုရင်ဒီဥပါဒံဆိုတာကဒီနေ့ရာသီမှာမဟုတ်ဘူးဘလားသားလို့အမြင်ပဲပြီးခဲ့တဲ့ရာသီတွေကပရီးမီးယားလိမှာသူလည်းကျင်းနေတဲ့အသင်းမှာဒါပေမဲ့ရလက်ပိုင်ရကြည့်မယ်ဆိုရင်ဥပါဒံက
ရာဒီစပြီဆိုတော့သူ့အနေနဲ့ဟိုဘယ်လိုပြောမလဲဆိုနိုင်မွဲရှိလာလို့မေးမယ်ဆိုနိုင်မွဲလုံးလုံးဟိုပြောမှဆိုလို့ရှိရင်မတွေ့သေးဘူးသူလက်ရှိကစားရတဲ့ပွဲစဉ်တိုင်းမှာဆိုယာယီစပြီဆိုတော့သူကစားတဲ့ပွဲစဉ်တိုင်းမှာဆိုတရင်နှစ်ပွဲပဲရှိတယ်ဘရိုက်တန်1-1နဲ့တေးကြလို့စပောက်1-1နဲ့တေးကြတယ်ဒီနှစ်ပွဲပဲရှိတယ်ကျန်တဲ့ဒီပွဲစဉ်ဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်73ပွဲလောက်ကဒီပေါ့12ပွဲလောက်ကအရှုံးနေကြီးပဲစုစုပေါင်း14ပွဲလောက်ကစားတာ2ပွဲတေးကြပြီဒီ14ပွဲလောက်ရှုံးထားတဲ့အသင်းဒါပေမဲ့ဒီနေ့မှာမန်ယူပေးတဲ့တလုံးပြ30နိုင်ကြီးကတကယ်တမ်းတစ်ဖက်အသင်းရဲ့ရလက်ပိုင်းနဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ရှိုးလုံးနေရတယ်ကျွန်တော်ယူဆတယ်အလုံးစုံဒီနေ့မှာမန်ယူဖောက်မယ်ဆိုတော့တလုံးမိုင်းနာဖောက်လို့ရတယ်တကယ်တမ်းဖောက်မယ်ဆိုရင်ကျွန်တော်ပြောတာเนาะတစ်ဖက်အသင်းဆိုအလောက်ရလက်ကောင်းတာတစ်ခုမှမရှိသေးဘူးလောလောဆယ်မှာဆိုနိုင်ပွဲမှာဆိုလုံးလုံးပြောင်းနေတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာဟုတ်တန်းစင်းဆုံးမှာမန်ယူရဲ့လက်ရှိအဆင့်7နေမှာဆိုတော့ဆယ်မိုင်ကလောက်ကအသင်းကနေဟုတ်တန်းစင်းဆုံးအသင်းကိုတလုံး30နိုင်ကြီးအဝေးကွင်းကြေးပေးတယ်တကယ်တမ်းဈေးတန်းရကြည့်မယ်ဆိုမဖြစ်သင့်ဘူးဒါပေမဲ့မနေ့ကပတိမရလီ2သင်းရှိတယ်2သင်းလုံးမနေ့ကပြောမှဆိုလို့ရှိရင်အိမ်ငွေ့နေကြခဲ့တယ်မနေ့ကဘလိုက်တန်အိမ်ငွေ့ကြေးပေးတယ်ကြခဲ့တယ်မနေ့ကဖူဟန် level ပြားဒီလာငနေရှိမှာပြားစံလောက်ကြေးပေးပြီးမနေ့က1-2လို့ရတယ်မလို့ခရစ်စပက်လက်ကိုကြခဲ့တယ်ဒါကြောင့်မို့ဒီနေ့နေတာမျိုးရောအထက်ကြီးဆက်လက်ပြီးဘူဂီတွေရှာပေးနေရဆိုတော့ဒီနေ့မှဆက်ကြလို့ချင်းဘူဂီနဲ့တွားအောင်မှာနော်ဘူဂီတွေကပြောဘယ်လိုပြောမလဲဆိုလို့ရှိရင်တွားအောင်မှာဒီနောက်လာမယ်နောက်တရက်နေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်တွေမနက်ဖြန်ပါနော်မနက်ဖြန်ဆိုရင်ချန်ပီယံလိလို့ပွဲစဉ်လာပြီးချန်ပီယံလိလို့ကွန်ဖရင့်လိလို့ယူရိုပါလိလို့ပွဲစဉ်တွေဇက်တိုက်လာမှာဆိုတော့ဒီနေ့နေတာမျိုးကဘူဂီတွေနဲ့ဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ပြောလို့မရဘူးဟိုဒီအထက်ကြီးရလေဒီဘိုးပဲရှိရဆိုတော့ဘူဂီတွေပေးတဲ့ကြေးတန်းရကြည့်မယ်ဆိုကျွန်တော်တော်တော်လေးကိုကြေးတန်းရကြည့်မယ်ဆိုမကြိုက်ဘူးဘရာသာတို့ဒါကြောင့်မို့မန်ယူပြန်ကြည့်မယ်ဆိုရင်မန်ယူလက်ရှိကစားတဲ့ပွဲစဉ်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လောလက်မှာမန်ယူအနေနဲ့ဟိုဒီကောင်းလာလို့မေးမယ်ဆိုရင်ကောင်းတယ်ဝမ်လို့တင်မျိုးကိုနောက်ဆုံးကစားတဲ့ပွဲစဉ်မှာ1-1လို့တေးကြပြီဒီရက်ရင်ကစားတဲ့ပွဲစဉ်ခရစ်စပက်လေးကြေးပြီးတော့1-2နဲ့နိုင်တယ်လောလက်မှာဆိုသူရှုံးခဲ့တာဆိုအေဗာတန်လို့တင်မျိုးတစ်သိပဲရှိတယ်မန်ယူကရက်လက်ပိုင်းကြည့်မယ်ဆိုရင်တော်တော်လေးကောင်းတဲ့အနေအထားမျိုးနောက်တစ်ခုရှိတာကမန်ယူဒီညမှာဒီဝဘာတန်လို့တင်မျိုးကိုနိုင်ခဲ့မယ်ဆိုရင်တောင်းတယ်သူ့အနေနဲ့ရက်လက်ကောင်းတဲ့အနေနဲ့ဘယ်လောက်ရောက်နိုင်မလဲဆိုဟိုအဆင့်ရှော့လောက်ကိုရောက်နိုင်တယ်ဗလားသားတို့เนาะသူ့ရဲ့အထက်မှာဆိုလို့ရှိရင်ဟိုအဆင့်ရှော့မှာဆိုရင်အေဗာတန်ဆိုတာကလက်ရှိ15ပွဲကစားပြီး24မှတ်ပဲပိုင်ဆိုင်ထားတယ်လက်ရှိမန်ယူကဒီနေ့မှာဆိုရင်15ပွဲမြောက်ကစားပြီးနိုင်ခဲ့မယ်ဆိုရင်တော့ရက်လက်မကောင်းဘူးကောင်းတယ်ဟိုပြောမယ်ရှယ်စီရဲ့အောက်ဒီအဆင့်ရှော့လောက်ကိုတန်းပြီးရောက်သွားမှာဒါကြောင့်မို့ရက်လက်ပိုင်းရကြည့်မယ်ဆိုရင်မန်ယူကအများကြီးလိုအပ်ချက်ရှိတယ်နော်ကစားရတာလဲမန်ယူကပရီးမီးယားလိဒီတပွဲပဲကစားရတာရူပါလီဟိုပြောမှဆိုလို့ရှိရင်ချန်ပီယံလိမကစားရဘယ်မှမကစားရဘူးဘရာသာတို့အမြင်ပဲဒါကြောင့်မို့ဈေးတန်းရရှိုးလုံးပါလားဗျကျွန်တော်ဈေးနဲ့ပဲကျွန်တော်ကြည်သုံးသပ်ပေးမယ်နော်ရှုံးကမှရှုံးနိုင်ငံမှနိုင်အဲဒါကြောင့်မို့ဘရာသာအကြိုက်တူမှသာကစားမန်ယူပွဲစဉ်ကတော့အိမ်ဝင်ဟူပါတာမဲ့ကျွန်တော်အကြံပြုချင်တယ်ဒီနေ့မှာမန်ယူနိုင်လောက်လို့မေးမယ်ဆိုရင်တော့နိုင်အောင်ဘရာသာနဲ့ကတ်နိုင်မဲ့အနေထားမျိုးဥပမာZ1 တို့เนาะဥပမာ1 2တို့လောက်ပဲကတ်နိုင်သွားမယ့်အနေအထားမျိုးကိုပေါင်းကြီး330နိုင်ကြီးပေးရတဲ့အတွက်ကြောင့်ဒီနေ့အနေအထားမျိုးကဥပါဒံ9ရနိုင်တယ်ဥပါဒံ9ရမယ့်အနေအထားမျိုးဆိုရင်မန်ယူအနေနဲ့ကြေးအောင်နိုင်ဖို့ကရာခိုင်နှုန်းနည်းပါတယ်ဗျာเนาะတလုံး30နိုင်ကြီးပေးတဲ့ဘူဂီရီရဲ့ကြေးတန်းကတကယ်တမ်းပြောမှဆိုရင်တော်တော်ကြီးကိုကြေးတန်းပျော့လွန်းပါတယ်ဗျတကယ်တမ်းကျွန်တော်ဆောင်းပြောတလုံး20နိုင်ကြီး30 sorry တလုံး30ရှုံးကြီး40ရှုံးကြီးအဲ့လိုပေးလို့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်ဈေးတန်းနဲ့ပဲကြည့်သုံးသပ်ပေးမယ်ဥပါဒံမှာကျွန်တော်ကြိုက်ပါတယ်ဗျာအကြိုက်လို့မဆိုရင်ဥဘော်ဒီပဲကျွန်တော်ကစားစေချင်တယ်เนาะကဲဒါဆိုရင်ဒီနေ့မှာကျွန်တော်စုစုပေါင်း3သက်ပေးခဲ့ဘရာသာတို့ဒီ3ပွဲထဲမှာဘရာသာကိုအကြိုက်တူမဲ့ပွဲစဉ်လောက်ရွေးချယ်ပြီးတော့ကစားပါနောက်တစ်ခုကျွန်တော်ပြောချင်တာကဒီကျွန်တော်လက်ရှိကျွန်တော်ဒီ3သက်ပေးတယ်ပြောမယ်ဆိုလို့ရှိရင်ဒီ3ပွဲတည်းရပဲကျွန်တော်ဒီနေ့မှာဒီညမှာအကောင်းဆုံးကျွန်တော်တပွဲကောင်းအနေနဲ့ရွေးချယ်ပြီးတော့ကျွန်တော်ဒီ channel မှာတင်ပေးမယ်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကကြေးတဲ့နဲ့ပဲကျွန်တော်3သက်ပေးတာများတဲ့အတွက်ကြောင့်လက်ရှိလောလောဆယ်မှာကြေးတန်းနေရဘာသာမြင်ပဲပြန်မတာမနေ့ကလည်းအထက်ကြေးတွေရေးရဆိုရင်လည်းမနေ့ကဘော်ဒီကြေးတော့မှန်ပါတယ်နှလုံး90နိုင်ကြီးပေးရပွဲစဉ်တော့များကိုပေါင်းအောက်တာများတယ်ဒါပေမဲ့မနေ့ကကိုပေါင်းတော့အောက်သွားတယ်ဒါပေမဲ့ကျွန်တော်သုံးသက်ပေးတဲ့ပွဲစဉ်တွေကကြေးတန်းနဲ့ပဲကြည့်သုံးသက်ပေးဖြစ်တဲ့ကြောင့်ဘရာသာတို့တချို့အသင်းစွဲလေးပါလို့ရှိရင်ဆန့်ကျင်ဘက်တွေဖြစ်သွားနိုင်တယ်ဒါကြောင့်မို့အကြိုက်တူမှသာကစားပါဒါကြောင့်မို့တပွဲကောင်းပါဝင်ဒီနေ့မှာမောင်းကကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်တကယ်လို့တပွဲကောင်းပါဝင်မောင်းကလိုချင်တဲ့ညီကိုတွေကTikTok ညီကိုတွေကကျွန်တော် TikTok profile ရဲ့အောက်လေးမှာ link ရှိတယ်တိုင်းက channel link ရှိတယ်ဒီ link နဲ့ဝင် join ပေးထားပါYouTube ညီကိုတွေကကျွန်တော်လက်ရှိသုံးသက်ပြီးတဲ့ဗီဒီယိုရဲ့ဒီ comment ထဲမှာတိုင်းက channel လေး private channel ရှိတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာက online ပေါ်မှာ brother အနေနဲ့ငွေကြေးယုံကြည်စိတ်ချတာ online ဘောလုံးကောက်ဖွင့်ကစားခြင်းတဲ့ညီကိုတွေကကိုစန်းကိုယ်တိုင်ငွေကြေးအမှတ်ခံပြီးကြော်ညာပေးနေတဲ့ဘောလုံးကုမ္ပဏီရှိတယ်ဒီကုမ္ပဏီများတွားရောက်ပြီးတော့ဘောလုံးကောက်ဖွင့်ကစားလို့ရတယ်နော် website နဲ့ကစားမလား software တောင်းကစားမလားအဆုံးကစားလို့ရတယ်နောက်ပြီးတော့ထိုင်းညီကိုရောထိုင်းမနဲ့ကစားလို့ရတယ်လို့မြန်မာနိုင်ငံတို့စင်ကာပူကိုရီးယားဂျပန်ရပ်ဝေးညီကိုတွေကမြန်မာငွေ KB ကိုပေးရှိလို့ရှင်ကစားလို့ရပါတယ်ဗျာနော်နောက်ပြီးတော့မြန်မာတူရီတွေကစားဝါသနာပိုင်းကစားလို့ရပါတယ်ဗျဒါကတော့ထိုင်းညီကိုတွေတော်တော်များများကျွန်တော်မေးကြတယ်နော်တူရီကစားခြင်းလို့ထိုင်းဘက်နဲ့ကစားခြင်းလို့လာမေးကြတဲ့ညီကိုတွေများတယ်ဒါကြောင့်မို့ငွေကြေးယုံကြည်စိတ်ချတာကစားလို့ရတယ်ကိုစန်းအမှတ်ခံပေးပါတယ်ဗျာနော်ဒါဆိုရင်ဒီနေ့မှာလည်းကျွန်တော်အကြိုက်လို့ဆုံးပွဲစဉ်လေးရွေးချယ်ပြီးဆိုတော့ဒီ brother အကြိုက်တူမှသာကစားပါဗျာနော်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာနောက်နေ့မှပြန်ဆုံကြမယ်နော်